She don't see me.
လေကိုတော်ရဲ့ငါကြားချင်စကားများနေရောနေလားဟိုမလေးဘာများစွာရှိနေသေးတယ်ဒါကိုရင်သိနေသူရှိပါမိတ်ဆွေမဲဝင်နေစပါရီရင်သိမို့အဝေးမလားကိုရောကျွဲစကမဲဟေလူငယ်များရှိတို့ချီမဲကိုရောကျွဲထဲရွယ်မဲဟေဝိညာဉ်များသခင်စီရောက်ဖို့သူရိစကမဲလေးကစီမဲလေးကစီမဲလေးကစီမဲကောင်မလေးချောလေးတရတဲ့ဟဲ့ဦးမဟိုင်ဖာမြို့ထဲကိုဝင်သွားပါပြီကျွန်တော်တို့ဒါအစ္စရေးနိုင်ငံမြောက်ပိုင်းမှာအကြီးဆုံးမြို့ဖြစ်တယ်ဟုတ်တယ်လေမန်နဲ့ဟာပြောနေအထောက်ပါလေညတော့ပြေလာအစ္စရေးနိုင်ငံမြောက်ပိုင်းမှာအကြီးဆုံးမြို့ဟိုင်ဖာတော့ဟိုင်ဖာမြေကပါပြီမြို့ထဲရောက်โอ้เป็นเลยนะพอกาเมล่าตรงปอนี่မြင်ရတဲ့ high farming shopping ဖြစ်ပါတယ်တော်တော်လေးကိုကြည်နိုးစရာကောင်းတယ် high farming ဒီအရှိမမြင်တွေ့လို့ရတဲ့ပင်လယ်ကြီးက high farming ကိုဖြစ်တာMediterranean Sea လို့ခေါ်တဲ့မီထဲပင်လယ်ဖြစ်တယ်ဒီပင်လယ်那个黑发苗，那比如关系哎，哈，那东西要木东西呢，卡帮来你个，那是你个卡，vegetarian，卡帮来东西，那咪不个那，那你个黑发苗个那。အခုကျွန်တော်နေတဲ့နေရာတော့ Prophet Eliza နဲ့ဘာလာ Prophet ဒီဖျားဘသူဖျားမှန်လဲဆိုကြားကြတဲ့တောင်ပေါ်ကာမလာတောင်ပေါ်နေကျွန်တော်တို့ဟိုင်ဖာမျိုးကြည့်နေတာဖြစ်ပါတယ်ဒီကိုကျွန်တော်တို့ကြည့်နေကြတာဖြစ်ပါတယ်ဟုတ်ပါတယ်ဒီက everybody ဒီကအတင်းတော်ကတော့အဲ့ဒီကာမလာ Prophet Eliza နဲ့ဘာလာ Prophet ဒီကြားတဲ့နေရာမှာအထက်မှအနေနဲ့တို့အတင်းတော်ဒီစောက်တဲ့နေရာဖြစ်တယ်ဟုတ်ပြီဘယ်မှာလဲဟောအခုကကျွန်တော်တို့ Israel ရဲ့ရောက်ပိုင်းမှာအကြီးဆုံး Haifa မြို့ကျွန်တော်တို့ရောက်နေပါတယ်ဟုတ်လားဟိုမှာဒီထဲပင်လေပေါ့ဒီထဲပင်လေဒီတောင်ကတော့ကျွန်တော်တို့ကာမလာတောင်လို့ဘယ်နားမှာလဲကဲတော့ Prophet Eliza နဲ့မာလာ Prophet ဒီရတော့ကျန်ဖျားပဲဖျားမှလည်းဆိုပြတဲ့နေရာစင်ပြတဲ့နေရာပေါ့ဒါတော့ Prophet Eliza နဲ့ကျေပြောလေတိုးလေးကောတော့ဘူးကြောင်းလားခဏလေးမတော်ရစ်ဘာမဲဆက်ခေါ်နေပြီဟဲ့ရောက်တော့ပြီIn this year, Napoleon came to Palestine, capturing most of the places, came to Akko, we talk about Napoleon in Akko, but he failed to capture Akko, and he retreated. Here, it was a French monastery, with
Prophet Elijah ပြောနေတယ်ဟောနေတယ် Elijah check from the king. And even on Carmel Mountain, that's why the Carmel Mountain is Carmel Town ဖြစ်ပါတယ် there is one ကွန်ပြီ ထဲကသမိုင်းချက်လက်တွေထဲမှာလည်း you don't start with my father. Carmel မော်လေး ကွန်ပြီကွန်ကွန် Prophet Elijah နဲ့ဟောလေဟာလေကွာ ဒါသူပြောတဲ့ဟိုအယူလီချင်းဆိုတာ တဲ့လည်းဟဲ့ဘာကနာ ဒါယူလီချင်းရှာ Haifa မြို့အမတန်ဟိုလှဖတဲ့ Haifa မြို့ Mediterranean Sea နဲ့ အော်ရန်လာတယ်မိုက်တယ် ဟိုနှစ်ယောက်လည်းရှုပ်နေကင်မရာနှလုံးနဲ့ ရှင်းပြတဲ့အားကျွန်တော်မသိလို့ပြန်လာပြီရှင်းပြလေ ဒါက Omel ကလေဒီဂါလိလဲကနေပြီးလာပြီးတော့မှဒီမှာအစိုးရလုပ်ငန်းကိုလုပ်တရောင်နဲ့ဒီအခွန်ကောက်မှတချို့ကိုကြတော့အစိုးရကိုအပ်တယ်တချို့ကိုကြတော့သူကစုပြီးတော့မှကွန်ပျူတာစုအိမ်နေဖို့အိမ်ကဆောက်ထားတယ်နောက်ပြီးတော့ဒီတက်မှရှိတဲ့လူကြီးတွေနေဖို့နေပေါ့အဲ့လိုဆောက်တယ်
အောက်ပိုင်းကျတော့သူတကယ်ပဲဒီမှာ Sailor နာမည်ကြီးတဲ့ they တ arrive ယောက် at ဖြစ်လာတယ် Akko on their way to ကြီးကနေပြီးမှဒီသူ့ကိုလာတိုက်တဲ့လူတွေနပိုလီယန်ကိုပြောလေလာတိုက်တဲ့အချိန်မှာသူကဒီ wall ပေါ်ကိုတက်ပြီးတော့မှကြည့်တဲ့အချိန်နဲ့ကွက်တိသွားတူးတဲ့ခါမှာသူကတန်ခုခံနိုင်တဲ့အတွက်ကြောင့်သူကကဘာပေါ်မှာနာမည်အကြီးဆုံးတယောက်လည်းဖြစ်လာခဲ့တယ် ဟုတ်ပါတယ်ဟုတ်ကနေပြီရှိမှာဒီမှာရှာ memory stone လေးပါလေကြည့်လိုက်ဆရာသွားရင်တော့မမစိတ်ချတာသွားလေ among which words so wait surrounded by water from three sides. From the west, this is the Mediterranean Sea, and from the south, this is Haifa Akko Bay. Most of the year, winds coming from the west, bringing high waves, but on this side, this is quiet water. So, natural place for parking for ships, natural port. So this was why Akko was chosen for a place for port. Along the shore of Israel, there are not many places that you go like this. Akko was the only one. Jaffa has small, but Akko was most important. We go back to the time of Crusaders. Crusaders, 12th century, came not by ships, came by foot, walking from Europe to Palestine. It took them 3 years to walk from some countries and capture Jerusalem and form the kingdom of Jerusalem. But then the king needed supplies. He wanted more people to come, he wanted all kinds of supplies, and he needed ships and he needed a port. So the king, he asked from other kings that have ships at that time, some cities in Europe, most of them in Italy, have big fleet. They control the sea. Famous cities like Venice in Italy, Genova in Italy, Pisa in Italy, Amalfi also in Italy, and Marseille in France. Those were city-states with big fleets, strong ships with cannons that they control the sea, control the commerce in the sea. And the king of Jerusalem needed their ships to bring more supplies to his kingdom, but also he needed a port. He asked those kings to help him capture Akko. And those kings agreed, but they want something in return because they were businessmen. They want to make trade. So a year later, 1100, Akko was captured from the sea by those ships. And the king of Jerusalem gave them rights. What mean rights? Each city had a port. The port is very small, but at that time it was much bigger. And there was port for each city. Port of Venice, port of Genova, port of Pisa, port of Amalfi. Why is it needed different ports? Port, you make business. You need to pay tax, the one who owns the port. Commissions, you need to pay all kinds of money. So when come a ship from Venice, they go to Port of Venice, no need to pay other people. That's why they make money. So there was waters of those city in Akko, the quarter of Venice, the quarter of Pisa, in access to the port, different ports. The Crusaders also were different armies, and they put their headquarters in Akko. They make some orders. So Akko, at the time of the Crusaders, was a multi-phase city surrounded by walls, but there were also inner walls, separating the different interests of people that lived in Akko. And you walk in the street and you come to a gate and you cannot cross, because behind there's another neighborhood of a different nation. In 13th century, when the Crusader lost Jerusalem,
Akko becomes most important, and the king of Jerusalem came to live in Akko. It was the capital of the kingdom. And about a century, Akko was one of the biggest cities, cosmopolitan city, many ships coming and going, trade, bars, sailors coming, prostitutes in the street, the same as big city today of port city. And it all finished in 1291 when came the Mamluk and succeeded to enter Akko, pushed all to the ports, and the Crusader left. The Mamluk destroyed the city. For 150 years, the city was destroyed. And then Dar al-Omar wanted to build the city again. He ordered his army to fill the city with earth, flatten the ruins, and build above, using the foundation of the Crusader city. We look at this room. All these stones are local stones. These stones, it's called beach rocks. These stones is formed on the beach from sand, from clay, from salt, and from all kinds of animals that live near the sea. Okay? This very soft rock, easy to cut and shape to make stones for building, but also erode very quickly. Now look down, and we see the big blocks. Also we see the arch. The big blocks down is from time of Crusaders, from the 12th century. And the same rocks above, small stone, the same rock, is from time of Dar al-Omar, middle 18th century. Okay? More than 500 years later, separate these two parts of building. The Crusaders down and the Turkish time of Dar al-Omar up. So the castle of Dar al-Omar sits over ruins from Crusaders. Mình thì có nhiều tóc dẻo. Sư phụ con dẻo. Cô là professional lắm thì thôi vậy này.ถ้าเราคุยกับพี่หรือต้องขนาดไหนลูกผมว่าพี่ถึงวันติอยู่เยอะเลยไม่ได้ซื้อเองเราโยมมุกปากกามาลูกที่มาลูกเยอะที่เนี่ยเข้าได้แบบปากกามาลูกอ่ะของกูผมก็บอกว่าได้ราคาในการละพี่ยังไม่ช่วยกูเลยล่ะ这是干嘛见了？穿包腰吧。One, two. 要哪个？
Wait, he also wanted them with you? No problem. Close.
ဘာမြေပေါ်မှာချစ်လေပြီးသရှင်ရစေဖြစ်ပြခြင်းမျိုးမျိုးတွေ့ကြုံမှာပဲချိန်ဒီချူလို့ကြောင့်ဝန်တော်ဝန်မြောက်ဖြစ်ရတယ်လို့ငါတလေးဝမ်းနေခြင်းဖြစ်ရပြန်တယ်လူရဲ့တလန်ခရီးဟာဘယ်များလောက်ချီလျာမယ်အထစ်ချသမရွေလည်းမလွယ်လေတော့ရင်ဆိုင်ရတော့မယ်သက်ထာရနေစာတရားကိုအခါတလေစဉ်းစားငေးမိုးရပြန်တယ်ချင်းမျိုးမျိုးတွေ့ကြုံမှာပဲချိန်ဒီတချို့တို့ကြောင့်ဝန်တော်ဝန်မြောက်ဖြစ်ရတယ်လို့အခါတလေဝမ်းနေခြင်းဖြစ်ရပြန်တယ်လူရဲ့တလန်ခရီးဟာဘယ်များလောက်ရှည်လျာမယ်အချစ်ချသမရွေလည်းမလွယ်လေတော့ဆိုင်ရတော့မယ်သက်ထာရနေစာတရားကိုခါတလေးစဉ်းစားနေမို့ရပြန်နေကြောင်းလာတော့လူဘဝဟောဒီမြဲမှုမရှိခြင်းကြောင့်ပါပြောင်းလဲခြင်းတရားဆုံးမို့နေလေတော့စိတ်ချမ်းမြေမှုရနိုင်မယ်ကြောင်းလာတော့လူဘဝဟာဒီမြဲမှုမရှိတဲ့ကြောင့်ပါပြောင်းလဲခြင်းတရားဆုံးဖို့နေလေတော့ပြောင်းလဲခြင်းမရှိတဲ့ခရစ်တော်နိုင်ဆွေမြေကြောင့်မှာသာထောင်စဉ်စိတ်ချမ်းမြေမှုရနိုင်မယ်Where our song shone in it, lying and gone away the way I lay me. Cozy got a got to sing a she's a go 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 nyambe, one got a yeah. Cozy got
they just as I like she is supposed to be. Cause I didn't she will say that one day I need a so you meet it. Can I be it? I'm your she by my love. Goodbye, say goodbye, and love to a put that day. But do the leave your she and say that my show like me. To get no day and now let you do a better where I saw show today. Nine and on the ways away, I lay me. Cozy God, I got the same as she's so. Go, 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 yeah, babe. Look at you. Cozy God, I tell you, tell the love, but what they call out the name, a salty time of me. Cozy God, I got the same as she's so. Go, 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 yeah, babe. Look at you. Cozy God, I tell you, tell the love, but what they call out the name, a salty time of me. Oh,တက်တော့မယ်တက်တော့မယ်ဘောဘောတက်တော့မယ်ဒီမှာရုပ်ရှင်တွေပါတယ်လက်ကြည့်ရအောင်တကယ်အဲ့ဒီရေဖြန်းတဲ့အချိန်မှာခါတဲ့ဗီဒီယိုထဲကလည်းရေဖြန်းတယ်ခါတဲ့အပေါ်မှာလည်းရေဖြန်းချတယ် ကဲဒါမှ 4G 5G စစ်တယ်နော်ဒီမှာ 3G ဘာမှမဟုတ်ဘူး This is where you look at everyone. No, the one that don't know. Sure. Share, no. Let's stick with it, no. KBC ဖွဲ့ရ KBC ဖွဲ့တယ် ဘယ်ဝင်ဟဲ့လဲအကုန်လုံးပေါ့အကုန်လုံးဘယ်လောက်ဆက်ခိုင်းတော့မယ်နော်ကျွန်တော်အရင်ရောက်လာပေါ့ကျော်တက်လာပြီတက်နေပါပြီ Maybe not. I think I may be done. Oh yeah. လောက်မှလည်းပါ Really? I'm like orange. Like ဟိုး Who will follow them? I'm likeကြောက်လာတယ်လို့ရှင်ကြောက်ပါဘူးဘုဘက Mediterranean Sea ထပ်ပင်တယ် Mediterranean Sea လို့ခေါ်တယ်ဘယ်လိုလဲမတင်ကြဘူးတင်ကြခဏခဏတော့မြင်တယ်ကဲတော့ကြောက်ပြင်တယ်ကိုလည်းတောင်းပါဒါဟာတဲ့ကြည့်တက်နေပြီငါတို့ Well, yeah, you're Asian. We have something in common there. You're trying to hide it. and she's Asian. It identifies with Europe, but it's in Asia. We're only two people. which country are we talking about? Israel. ပေါ်ရောက်နေတယ် It's in Asia. Yes, it's on the Asian continent. Therefore, It's in Asia. you're Israeli. Yeah, you're Then Asian. it's half like in See, I feel Europe, like home half here, in man. Asia.
I don't think it identifies with that. Hello to the I think it just camera. says Middle East. It's weird. I know. Let me be a star, guys. What country are you from? Myanmar. Burma. What? Myanmar. Oh, Myanmar. Right next to Thailand. Cool. He's from Thailand. Yeah. Who's your neighbor? Are they supposed to bow? ဟေးကျွန်တော်ထွက်တော့ပြီကွာကျွန်တော်ထွက်တော့ပြီလက်ဆက်ကောင်းမလားကြာ Mesti quên nào này, on nào này. ကိုတတ်တာပြီးပါတယ်好来不来ဟိုးဖက်ကကာမယ်တောင်းလေဟိုးဖက်ကမြရတာကာမယ်တောင်းဆက်တောင်းပြပါတယ်ဂူထဲနေပြန်လာတာပါဂူထဲနေပြန်လာတာဒါကျွန်တော်တမိုင်းဆရာဖြစ်ပါတယ်ကာမတောင်းချေနောက်ပြီးတော့ Mediterranean စီကန်းချီပေါ့လေကိုနားမှာကျွန်တော်ရီချိုးခဲ့တယ်ဟုတ်ပါတယ်တကယ်ပြောစရာကောင်းတယ်ဂျင်ကောစရာလည်းကောင်းတယ်သမိုင်းဝင်နေရာတွေဒါတွေဆိုတော့ကဲကမ္ဘာပေါ်မှာအောက်ပွဲပေါင်းတယ်နေရာတွေထဲမှာပါတယ်လို့ပြောပါမိုးပြန်ရထားတယ်ဒီလိုရက်စတော့အားကိုရှာပါလား ရက်စလုံးအော်ဒါလားအော်လုံးရက်စတာလား အော်လောက်အောင်ရက်စတာရက်စလောက်အောင်အော်လောက်ရောကျွန်တော်တို့ဟိုဖက်မှာဆိုရင်တော့ဘာမှမဟုတ်ဘူးကောင်းတယ်ကောင်းဘာမှမဟုတ်ကောင်းတယ်ကောင်းတယ်ဟုတ်ကဲ့လာရနေဟောနာတော့ဖက်လို့နွားနဲ့မိတချိုပြီးမှမိတချိုနဲ့စီရင်းလာတော့မသိဘူးမိတချိုမိတချိုတော့မဟုတ်ပါဘူးမိနဲ့ဂျစ်ပူတော့ဘူးလုံလာဟောလာပေါ့မိနဲ့ဂျစ်ပူဂျစ်တော့ပူဂျစ်ပူတော့ပူရပြန်ခဲ့နေရလို့ဘုရားသခင်ကအဲ့ဘာလာဖျောက်နိုင်တဲ့နေရာပေါ့ဟာတို့ဘာလာ prophet တွေကတနည်းကိုစုပေါင်းတာမိရလုံးဝမကြောက်အဲလိဇာရောက်လာတော့တစ်ချက်တည်းဟိုလောက်တာနဲ့မိကြတော့အကုန်လုံးလောက်ကြောက်ဘုရားနိုင်တဲ့ဒါကြောင့်ဒီရောင်းချသူတွေဒီကစားယူရှာတဲ့ပေါ်တော့သင်္ကန်းစာယူရမယ့်နေရာတွေဒီနေ့ကျွန်တော်တို့လေ့လာရတယ်လေဟုတ်တယ်နော်ဘယ်ရလဲခင်ဗျာလူတကာကြီးရဲ့ခရဟုတ်လေပြောအသက်ရှင်တော့ဘယ်ရအော်လောက်အောင်လုပ်ဆွမ်းနိုင်တယ်ဗျာ omnipotent omniscient omnipresent ပေါ့နော် omnipresent omniscient ကရုံးကောင်ကလည်းကြည့်လိုက်ပါဦးဘာလူလူနဲ့ဘာမှမဟုတ်ကဲခုလောလောဆယ်ကတော့ကားစီကိုသွားပြီးတော့ကားပေါ်မှာ AC ကလေးထိုင်ရင်ပဲကောင်းတော့Das gamat in pia, no? La funivia? Dove va? Ah, le grotte. Le grotte di Fracasta. ရေချိုးခဲ့တဲ့နေရာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာအဖွဲ့တွေကန်းချီမှာရေချိုးခဲ့ Chi è che parla? C'è una caserma lì dentro. Le grotte di Inferno. No, le grotte sono le londine.
တော်တို့မနေ့ထားတဲ့ချိန်မှာကျွန်တော်တို့သေးနေတဲ့ရွာလေးကိုမနေ့ခင်အလားတွေနဲ့မြင်တွေ့ရတဲ့ရှုခင်းလေးဖြစ်ပါတယ်တတရာရာလေးပဲရုပ်စင်စရာကောင်းတယ်အချင်းတို့စရာကောင်းပါတယ်ဒီလင်းရင်လေးနဲ့မတန်မကိုစိတ်ပျော်ရွှင်စရာကောင်းတဲ့ရွာလေးဒီရွာဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ဒီညအိတ်ခဲတဲ့အခန်းပေါ့ Hello morning ခဏရေးကြရင်မနေ့စာသွားစားမှာဖြစ်ပါတယ်ကျွန်တော်တို့တညသေးတဲ့ရွာနေထွက်ခွာတော့မှဖြစ်ပါတယ်ဒီနေ့ကျွန်တော်ခရီးစဉ်ကိုဆက်ရအောင်မယ် Israel နိုင်ငံမှာနာမည်ကြီးတဲ့ Way Company ဒီဝယ်တွေသူတို့ဘယ်လိုထုတ်လဲဆိုတာအဲ့ဒီဝယ်စိတ်ရုံလေးကျွန်တော်တို့သွားလေ့လာရမယ် Israel မှာတော့လေ့လာစရာအများကြီးရှိတယ်ဒါတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်မြို့ကြီးလို့ပြောဖို့အတိုင်းပဲဒီမှာတော့ရွာလေးပဲဖြစ်တယ်ဒီရွာလေးမှာကျွန်တော်တို့တညအိတ်ဆက်အနားယူခဲ့တယ်တော်တော်လေးကိုတရားအေးချမ်းတယ်စိတ်ချမ်းသာစရာလည်းကောင်းတယ်ရွာလေးဒီရွာလေးမှာတညတာနေခဲ့ရတာဘိုးကမှမတွေ့ကြုံဘူးရဲ့တွေ့ကြုံတွေပေါ့ခံစားရတဲ့မခံစားရဘူးလေခံစားမှုတွေရွာလေးရဲ့အေးချမ်းသာယာမှုတွေခံစားရတဲ့မတမစိတ်ကြည်လို့တဲ့စိတ်ပျော်ရွှင်တဲ့ဒီနေ့တော့ကျွန်တော်တို့ခရီးဆက်ထုတ်အောင်မယ်ပြီးရင်ညနေမှာကျွန်တော်တို့နေတဲ့နေရတဲ့တာဖြစ်တဲ့အာရဘာညနေပိုင်းမှာကျွန်တော်တို့ပြန်သွားမှာဖြစ်တယ်ဒီနေ့က April 30 ရက်နေ့2023ခုနှစ် April 30 ရက်နေ့ဖြစ်ပါတယ်29-30 ရက်ကျွန်တော်ခရီးထွက်နေတာဖြစ်ပါတယ်မြောက်ပိုင်း Israel နိုင်ငံရဲ့မြောက်ပိုင်းမနေ့ကဆိုရင်ကျွန်တော်တော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့နေရာတွေကိုကျွန်တော်တို့လေ့လာခဲ့ပြီးပါပြီProphet Elijah နဲ့ဘာလာ Prophet တို့ရှင်ပြိုင်ခဲ့တဲ့နေရာတွေလည်းကျွန်တော်လေ့လာပြီးသွားပါပြီမနေ့ကတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့နေရာတွေလေ့လာပြီးသွားပါပြီဒီနေ့လည်းအမတန်မှစိတ်ဝင်စားစရာကောင်းတဲ့ဝယ်ထုတ်လို့ရေးစိတ်ယုံဝယ်ထုတ်လို့ဝယ်အမဝယ်တွေလည်းတောက်အောင်မှာဖြစ်ပါတယ်ပြောချင်ပါပြောစမ်းမူးအောင်တော့မတိုက်ဘူးတဲ့ဒါပေမဲ့တခုရှိတာကညနေမှာကျွန်တော်တို့နေတဲ့နေရာကိုရောက်မှာတော့တိတ်ပြီးတော့စိတ်မပြောဘူးဘဝပေါ့ညနေကျရင်ကျွန်တော်တို့ရဲ့နေရာဖြစ်တဲ့အာရဘာကိုပြန်ရောက်မှာဖြစ်ပါတယ်နောက်ပါရင်ဘဝပဲလေတညတာကျွန်တော်တို့အဲ့ဆက်နားယူခဲ့တဲ့နေရာဒီရွာလေးအမတမဂျင်းလို့စရာကောင်းပါတယ်ဆိုင်မနေ့ကကျွန်တော်တို့ခုံပါပဲဟုတ်လားလေ要闭门来下崩了定么把握是了ဒီရွာလေးမှာတညတော့
နေစနာရုံနေတာဒါမှချီနိုးစရာကောင်းတယ်ကျော်စင်စရာကောင်းတယ်ဒါလေးတစ်ချက်ရိုက်ပေါင်းတာကျွန်တော်တို့တေးဖို့ဆွမ်းရနေတယ်အတင်းကျဆောရက်ဆောပါနော်ကဲဆိုတယ်မောင်းပေါ်တယ်မောင်းအဲ့မှာတရားကျွန်တော်တို့အစနာရုံခဲ့တယ်တေးခိုင်းတယ်မဒမချီနိုးပြောစရာကောင်းပါတယ်ဘူးတော့အဲ့မဲ့ဒီညကျရင်ကျွန်တော်တို့ဘဝအရှိအမှန်ဖြစ်တဲ့ကျွန်တော်တို့တကယ်နေထိုင်အာရဗောကျွန်တော်ပြန်ရောက်တော့မှာဖြစ်ပါတယ်ဟုတ်ပါတယ်ထောက်ခံပါတယ်မနေ့ပြန်ကျရင်ဘဝအရှိအမှန်ပြန်ရောက်မှာဖြစ်ပါတယ်ဒီနေ့တော့ tourist လို့ဘာလို့နဲ့ပြောကြတော့ပါလေဒီရွာလေးကတော့ကာမန်နဲ့ဆက်နေကြတယ်လို့ပြောတယ်ဒါလေးနေပါလေဟုတ်လားလဲတောင်လို့ခေါ်ရတာဟုတ်လားဒါလည်းတောင်ကောင်းတယ်ဟောအဲ့မှာမင်းကတော့တဲ့နေရာလေးတွေကကာမန်တောင်လေးတွေပါတယ်နော်မင်းကတော့ကာမန်တောင်ပါတယ်ဟိုက်ဖာပါတယ် Mediterranean Sea တွေပါတယ်နော်တော်လေးဘာလေဘနနဲ့နေစမှာအစိတ်ဝင်စားစရာကောင်းတဲ့ဘူးကြီးတွေပေါ့နော်အဲ့ဒီထဲမှာဘာလို့ချစ်အဲ့ဒီထဲမှာတော့ပြောလို့မကောင်းဘူးစိတ်ဝင်စားစရာကောင်းတယ်သူတို့အဲ့မိချက်ပြင်လည်းရီဒါလည်းချင်မှာဗီဒီယိုကြည့်ရတဲ့အပွားနေကြီးတောင်ကအဲ့ဒါ movie ကျွန်တော်တို့ movie အမတန်မှစိတ်ဝင်စားစရာကောင်းတဲ့ movie တော့ကျွန်တော်ကြည့်ခဲ့တယ်အဲ့ဒီ movie ကိုထဲမှာ light တွေတက်တဲ့ချိန်ဆိုရင်တကယ်ကျွန်တော်တို့ကြီးဖြန့်လိုက်တာကျွန်တော်ကဒီလေမိုက်တယ်လို့ပြောရအောင်ကျွန်တော်ကကားကြောက်တာဘယ်ကနေကြီးထွက်ရလဲဆိုတော့အဲ့ဒါပြီးတော့ရှားဘယ်လိုခံစားရလဲကြောက်စရာတော့မလိုပါဘူးဒါတော့လေဘာသူများစိတ်ဝင်စားစရာကောင်းအောင်လုပ်တာနော်ဒါတကယ်ကျွန်တော်အထင်ပေါ့ဒီအစီအစဉ်ကကြားရဲ့အစီအစဉ်တွေမှာအမိုက်ဆုံးကျွန်တော်ဒီ I can ကိုရောက်ပြီးတဲ့နောက်ပိုင်းကြားရဲ့အစီအစဉ်တွေမှာအမိုက်ဆုံးကဒီအစီအစဉ်တစ်ခုပဲလို့ကျွန်တော်မြင်တယ်စိတ်ဝင်စားစရာလည်းအကောင်းဆုံးပဲဒီအစီအစဉ်ဟုတ်ပြီကျွန်တော်တော့မယ်ကျွန်တော်တေးတဲ့နေရာကျွန်တော်တေးတဲ့ရွာဘိုးရနေလမ်းမြင်တာဖြစ်ပါတယ်ကြားနေလေရတယ်ပြောဆယ်လန်တို့လှုပ်ရှုံနေတာပေါ့တော့လေဒီတက်ယူတာဝင်လာတယ်ဘယ်ပဲရဟုတ်လားပြင်မကောင်းလို့အပြည့်လို့ရချပလိုက်တော့အာလန်နဲ့အေးဝါစားခဲ့တဲ့ပန်းသီးရှိတယ်စားအောင်လားမိစားတော့ဘာနှလုံးအဲ့ဒီနှလုံးတော့မိစားတော့လားရကျမလာဖိုင်ကိုတည်နေတယ်ရမလားမပူမောငါတော့ရတယ်ဒူလဲလို့ဟိုကဒီကိမှာSakabu. Hey. Israel you are ye Jangja ni ari. Chibare. Sadima. Không ra hết rồi mà. Không ra hết sao? Đó lê của. Nghe ngáo rồi cha rồi mấy anh bên này trò tôi không được. Jangja ni ari. Bắt rồi rồi. Có bạn. Nào mà nuôi. Ê nè. To. Hey. Đi rồi. Nè đá nè rồi. Mà không đi là. Đập kiệt thì muốn chỗ Thanh cho nó nhà một bên cho tôi dậy vô đi đâu vào đi đây hả tôi chơi này nè là mấy giờ là hả thôi được tôi chơi này nè Holy place hello Xinh các bạn này. Hát over lên đâu rồi.
Second century is almost 2,000 years ago. Maybe it's more these trees, but the same trees. Yes. You see, there are lots of fruit, but when it's green, you cannot eat. Only when it's black and falling down, then it's sweet. Now imagine living in this small place, only eat fruit of this. Some of me then tell me in 6 years look over. This is a new structure, but more than 100 years old, so 19th century. The base is ancient. พัดเบาอาจารย์ยาวพัดเบา2,000 years ago 别唱歌。在外嘛不？没完就在家里拿一家里没拿一家。호배가 또 모르네. Okay, we don't have much time. This is a synagogue. Synagogue built 19th century for the community in Kiin. Origin is based on ancient synagogue time of the Romans. When it was, all the village was Jewish. Time of the Romans, there were lots of Jews, but after fighting against the Romans, most of the villages and towns all over the country destroyed and people escaped. But some returned and some stayed. All this, what we talk about 2,000 years of Jews were all over the world now coming back. In some places, never left. And in this village, all those years, 2,000 years, Jews will continue to live. So this is like our root, bonding us to this country. Because Jews all over the world dream. And some people say, what you dream about countries that is not yours? Now Arabs live here. But we have the roots. And some evidence, like this village. Still about 100 years ago, there were about 30 or 40 families
Jewish living in this village. But then 70 years ago, when the British ruled the country, there were in the end,
တောင်ချင်းဖြစ်သက်ရှင်ဖြစ်နေသိင်္ဂါနေတိုင်းသိချင်းဆိုနိုင်သည်တော့ကမုံလိုက်တဲ့ခက်တော့အခါကိုရောရှင်ဒီအနာမပြေစွာလက်ကိုဆွဲရပို့ဆောင်တော့မူရှာကိုရောသာလေးခိုးလုံးရတော့ကမုံလိုက်တဲ့ခက်တော့အခါကိုရောရှင်ဒီအနာမပြေစွာလက်ကိုဆွဲရပို့ဆောင်တော့မူရှာကိုရောသာလေးခိုးလုံးရတော့ကမုံလိုက်တဲ့ခက်တော့အခါကိုရောရှင်ဒီအနာမပြေစွာလက်ကိုဆွဲရပို့ဆောင်တော့မူရှာကိုရောသာလေးခိုးလုံးရတော့ကမုံလိုက်တဲ့ခက်တော့အခါကိုရောရှင်ဒီအနာမပြေစွာလက်ကိုဆွဲရပို့ဆောင်တော့မူရှာကိုရောသာလေးခိုးလုံးရကိုရောသာလေးခိုးလုံးရThe so hallelujah, hallelujah, Shrimaya, Lord Titan, hallelujah, hallelujah, Yeshu the King, and to know it, Yeshu pia ke teno shi Kamyamu koroma daba mashi Ke teno shinamado Bong jize kaba sese ko gwe mi
Selino မဟုတ်တော့ဆယ်လီနိုစီဆယ်လီနိုဆယ်လီနိုလည်းလည်းဘယ်လိုလဲနေစီဟုတ်ရဲ့တာကမ်းပြပါလိဒီမှာလောင်းနဲ့ ကျွန်တော်လည်းရှင်းပြပါအောင်ဒီဘက် ဒါ Israel ရဲ့အိမ်နေချင်းနိုင်ငံဘယ်နိုင်ငံလဲ Lebanon ဟုတ်လားကျွန်တော်တို့အခုနေဆက်မှာရောက်နေတာအခုကျွန်တော်တို့နေတဲ့နေရာLebanon နိုင်ငံထဲLebanon နိုင်ငံထဲမှာကျွန်တော်တို့နေတယ်ဒီဘက်ကိုဒီဘာနေရတဲ့ဒီကLebanon နိုင်ငံပေါ့တို့ရဲ့ရွာလေးတွေအမှန်တမ်းမှကျင်းလို့ဆရာကောင်းတယ်တာရရှိတယ်တော့ရွာလေးတွေပေါ့ကျွန်တော်ချင်းတောင်နဲ့တူခါနေနေဗျမီမျိုးနဲ့လည်းတူတယ်နော်အင်းချင်းနိုင်ငံ Lebanon ပါ Israel ရဲ့အင်းချင်းနိုင်ငံကျွန်တော်တို့ဒီနေရာတွေတော့ Lebanon နိုင်ငံထဲမှာကျွန်တော်ရောက်နေပါတယ်ဝင်ခွင့်ရတော့ရတယ်နော်ဝင်ခွင့်ရတယ်ကျွန်တော်တို့ចောင်းသားတွေလိလာရေးကြီးဆက်တော့ဆိုဟုတ်လားဒီ2013ခုနှစ်ဧပြီလ29ရက်နဲ့30ရက်နေ့ဒီလိုမျိုးခေတ်ထွက်တာအမှန်တမ်းပြောစရာကောင်းတယ်ဟုတ်တယ်ဟုတ်တယ်ရောက်ခဲ့တဲ့နေရာတွေလည်းတကယ်ဟိုအရေးကြီးတဲ့နေရာတွေပေါ့ဆိုတော့ကျွန်တော်ဘဝမှာဘယ်လိုလဲမတရားလေးဖြစ်လာပါဘောဗီဒီယိုထုတ်ပြီးမှရောင်းလိုက်ပါလားဟုတ်လားရှင်းတော့မှကျွန်တော်ဟိုမလိုက်မလဲချက်မလဲကျွန်တော်တောင်ပိုင်းဟိုတာဝန်ယူမယ်ဆရာမြောက်ပိုင်းယူလိုက်ပါဒါဒီမနနဲ့အော့ဆန်ဘယ်စီဆိုင်ဒီဘုတ်ဆိုရဟာအမိုင်းဘုတ်ဟုတ်တယ်They're not going to give the Arabs one country. So they start to chop. They make Iraq, the English make Iraq, the French make Syria. Again, the French want to protect the so they can chop it off. Now it's Lebanon. And they make the country Lebanon. South. England wanted protection for the Suez Canal. So they take the southern part of Syria, they call it Palestine. So we don't tell you just a little about myself, and then if you want, you can ask me questions, and then I give you answers. I was born in the United States. And at the age of 21, I came to Israel. I am 73. 1961 I come to Israel. To this kibbutz I come 1965. 3 years I was in the army. In the Tzanchanim, in the paratroopers, the airborne.
everything from the beginning to the end with all the machines and all the digging and all the water. And I love that time. I think they're the winner as a paratrooper, I also did front line. 1967, I attrition against Jordan. Suez Canal. In 1974, I was in Egypt. 5.5 months in Egypt. I like Egyptians, but I don't like Egypt. It's not a nice place. Geography. It's too hot and humid and sand and dirt and fleas and flies. Terrible. But Egyptians are nice people. I like Egyptians. I like them better than these people. No, you need to understand. You know, it's a lot of guys who are Muslims. They're all the same. Amazon မှာပေါ်တယ်လို့ပြောရမှာပဲတော့ဟုတ်တယ်ဟုတ်တယ်ကျွန်တော်တော့မိုင်နာကစ်တူတယ်ကျွန်တော်ပြောမယ်ဒါဘာသာပြောမယ်ကွာအေးဘာသာပြန်ဒါကျွန်တော်တို့ဒီတကူလို့ပြောတယ်သူကဒါမှမဟုတ်ဒီတကူပါဘူးစမ်းကြောင်းလေးပဲဒီကမှာငါလည်းမရှိဘူးလားသူကလည်းသူကငါမှမဖမ်းဘူးလားဒီထဲမှာငါရှိတယ်ဘယ်မရှိဘူးလားစားမလားမစားဘူးလားဘယ်ကမစားဘူးနဲ့တူတယ်ဒီမှာတော့မစားတော့ဘူးတင်တယ်အော်ဘာလို့ဒီနာရေးစီးတာတော့ကျန်းတယ်ဟုတ်တယ်အဲ့ဒါလာနေပြီဟောအေးကြပြခတ်ပါဦးဟာမွန်ချမ်းကြီးခတ်နေတာဟာမွန်ဟာစီးလာတဲ့ချောင်းကြီးလေဟာမွန်ကောင်းကနေစီးလာတဲ့ချောင်းကြီးခတ်တာအဲ့ကအောက်လို့ရှိတော့သူချီတောင်ကကိုပြတ်ပြီးတော့ဟာမွန်ကောင်းခတ်ကိုခတ်နေတာရတယ်ဟိုကကျွန်တော်ဘူရောချင်းဘူရောခက်လိုက်ပါတော့လို့တားကောင်းမယ်နော်ဒီမှာခဏရှိတယ်ဒီမှာလေကြားရဘယ်ကရေလဲလားဘယ်ချောင်းရေလဲဟာမွန်တောင်ပေါ်ကနေစီးစီးနဲ့ဟာမွန်ချောင်းရေလို့ခေါ်တယ်โอเคဇာ
စာထဲမှာရော ကျန်းစာထဲမှာကဂျာဝေးရရှိတိုက်တဲ့ချိန်မှာအရန်တောင်းစားတဲ့စမ်းရည်လို့ ဩ ဒီချောင်းဟာလေအဲ့လာကဖတ်တာဟုတ်လေစမ်းရည်ဟာမွန်ချမ်းကနေဖတ်ထားတဲ့စမ်းရည်ပါအော်မရှိရဲ့Okay, thank you. ဟာမွန်ချမ်းလို့ခေါ်ပါတယ် string ဟာမွန် string ပေါ့ဒီရရေတွေကဟာမွန်တောင်ကနေဆင်းဆင်းလာတာဖြစ်ပြီးတော့ဂါလိလဲအိုင်ကျဲကိုဝင်သွားတယ်ဟာမွန်တောင်ကနေဆင်းဆင်းလာတဲ့ဟာမွန်ချမ်းဖြစ်ပါတယ်ဒီရေတွေဟာဂါလိလဲအိုင်ကျဲကိုစီးဝင်သွားပါတယ်ဟုတ်တယ်မွန်တော်နေဆက်လာတဲ့ဒီတကူဖြစ်ပါတယ်ဘုံလာတော့နဲ့နန်းစီတော့ဒီတော့ဟောတော့ကြာမှာပေါ့ဒါနဲ့ဒီမှာတော့နိုင်ငံတော့တကယ်ဆုတဲ့ကြောင်းဒီညာဒီရေးစတယ်ရေးစတယ်တော့တော့ပါလေတက်တန်းလောက်ထားတာခရပြီအဲတက်တန်းလောက်ထားတာစားမယ်ဟောမှာကရှားထိုင်ပြီနော်အဲ့မှာတက်တန်းနဲ့ဟိုစင်းကြော်လေးတွေနဲ့ဒါ Israel အစားအစာပေါ့ Israel အစားအစာတော့ကတော့ဘလို့မှဝါနိုင်မှာမဟုတ်ဘူးသူတို့ပြတာလုံးလေးကသေးသေးလေးသူတို့တိုင်းသုံးပကံလောက်စားတာIsrael အစားအစာစားဖို့ရှိတယ်ဒါနဲ့စားဒီမှာကျွန်တော်မြန်မာနိုင်ငံရဲ့ဖက်ရှင်တွေပေါ့ဟိုလိုနိုင်ငံရဲ့တကယ်ချင်းနေလားဒီမှာနိုင်ငံခြား sorry ကျွန်တော်နိုင်ငံရဲ့တကယ်ချင်းတွေပါ
long plane, from the plane, come out as road, down to the valley, down, go down, through the rocks, and come out the street. We have some bunches of streets. Two are in Israel. Here is the Tama River, and Kibbutz Dan, the past Kibbutz Dan, is much bigger springs, and another bunch of springs in Lebanon, also at the foot of Hermon Mountain, from 3 rivers, Snir, Dan, and Hermon, next together. When you want to get the goat, that God fan didn't want to get the goat. He want to get for women. Because they make very, very nice music and everybody was attracted. But when the women discovered that it's God fan, so ugly, so they start running away and he chased them. But there's many stories of God fan in Greek mythology. The ceremony here to sacrifice goat to God Pan. At that time, the spring started from the cave. The water is coming, gushing from the cave out, and they took the goat, tied 4 legs, and dropped it in the water. Soon we're going to see the other 2 villages, and these all 4 villages are the only citizens of Syria that left in the Golan after it was captured by Israel in 1967. The Golan Law passed villages in Syria. Now there's civil war in Syria, and sometimes we hear the shooting also from here. The Syrian army fight the Free Syrian Army, and there are lots of rebel groups coming very close to the border, sometimes shooting also toward Israel. So now we feel that the border with Syria is going to be with lots of trouble in the near future. ကိုကဘယ်နေရာကိုရောက်နေပြီလား ဟောဒါ Israel ရဲ့စီးရီးယားနိုင်ငံရဲ့နေစာပေါ့အဲဒီနေရာကျွန်တော်တို့ရောက်နေပါပြီ။အိုးဝေးကြော်မြင်နေရတဲ့အားတော့ဘာ ဒါလေးနော် zoom ဆဲမှာဟူးနေရဆာ ဟောဟာမငါမန်တောင်းဒီဟဲ့တောင်းပေါ့ဒီဟဲ့တောင်းပါပြီးတော့ဒီဖက်မြင်ကွင်းကတော့ဆီးရီးယားနိုင်ငံ ဘယ်ဖက်လဲ ဒီဖက်ကဆီးရီးယားနိုင်ငံပဲဖြစ်တယ် အော်ဆီးရီးယားနိုင်ငံ Damascus ကဒီကမြို့ရဲ့ဟိုခဏနာပါ Damascus ဒီဖက်ကဆီးရီးယားနိုင်ငံဖြစ်သွားတယ် ကိုကပြင်နေကြီးလားမသိဘူး ဆီးရီးယားဆက်ဖြစ်သွားတယ်ဟာ ပြောပါအောင်ဟိုဘက်ရီလားလို့ရှင်ဘောလို့ကိုစီဟို Damascus ကိုတွားတဲ့ချိန်မှာ မြင်းပေါ်ကနေဝိညာဉ်တော်ကတန်ရှင်းသောဝိညာဉ်တော်ဖက်နဲ့ကြားလဲလိုက်
ဟိုဖြစ်တဲ့ကဆိုရင်တရားနေတော့ဟိုဆုံးမမြင်ရတဲ့တောင်ရဟုတ်မှာ ဟော ဘာစကား If need toilet, F toilet, we're going to make inside. Siamo passivo. Ah, che lo No, il code ma ve nel mondo. ဝိုင်ထုတ်တဲ့စက်ရုံဖြစ်ပါတယ် Chegaste la manhã, pode meter mais a mão. Ah, facciamo la cosa che No, levate la che c'è da lui. Welcome to the Golan Heights Winery. My name is Zvika. What is your names? My name is Buma. I'll start with a few explanations and details about this region, the Golan Heights. What's so special here is the wine area. We're going to go out, walk the winery, see the facilities, and we're going to taste, of course, some of the wines. So first of all, the map of the Golan Heights. We are located in Katsrin. This is the capital of the Golan, the main part of the Golan Heights. Mount Hermon is the north of the Golan, the highest part of the Golan, and the south of the Golan is the Sea of Galilee, the Kinneret. The east of the Golan, this is the border with Syria, and the west of the Golan is the Jordan River. The winery was established in 1983, 30 years ago. We're celebrating 30 this year, a big celebration. The winery started with help of experts that came from California, checked and saw and told us that we have perfect conditions to grow wine grapes. Two main things in the Golan. First of all, volcanic soil. There's a few volcanoes, basalt, a few volcanoes spread in the north and center of the Golan, rich with acid, very mineralic, very good to grow wine grapes in it. And second of all, the main thing in the Golan is the heights. And not only the heights, it's the differences of the heights. From the north of the Golan to the south of the Golan, huge difference of elevation, of different temperature, different areas to grow different things. Grapes that need cold climates grow in the north of the Golan. South of the Golan is a much hotter place, so we grow grapes that need warmer climates. We grow today in the Golan 22 types of different grapes, producing 40 types of different wines into 3 labels. Yarden is one of the labels, Gamla and Golan. 3 labels. Under each label there's a few wines, of course, and we'll see it more in the tasting room. The winery is owned by 8 communities, 8 villages, 8 kibbutzim together. They started it and they own it till today. Kibbutzim that are spread here in the Golan. The harvest time is when we take the grapes off is the summer. The beginning of August we start in the south of the Golan, and by the time it goes up to the north. When they harvest the grapes, they bring it out here. We'll see now, the big stainless steel vats, we'll do it fast because it's hot. Then it goes into the cellar, to the barrels to age. And then it goes to the bottling line, to the bottle, and onto the shelf. So we're going to see all the process, and we're going to go taste some of the wines. Questions? No. Everyone understands me? Yeah. Yes. Good. Let's go. And then it goes into the cellar, and inside there it's very cold. So we're going to go in.
ဝယ်ထုတ်လို့ဒီရေစိတ်ရုံဖြစ်ပါတယ်တော့အထက်ကိုဝင်တော့ပါဖြစ်ပါတယ်ဒီကနေဝင်တယ်ဟိုးဝယ်အနက်မျိုးတော်တော်လေးရရှိတယ်အနက်ပြင်းနေတယ် Okay, guys, welcome to our cellar. This is where we age the wine. This room and the room on the left. Where we store all of our wine. Altogether, we have 8,000 barrels. I didn't say that before, but this winery makes around 5.5 million bottles of wine every year. She